근데 덴타고 나이페 가이 가사나 뭔가 시라나도 덴조 아이마조 영페 가이 제수 바사이 가이페 무가이 제수 두마이အဲ့တော့ကျွန်တော်ကအဲ့လောက်ဟိုအတကုံပြောနိုင်တာဟုတ်တယ်ကချင်လို့ဆိုတော့နောက်ထပ်ပြောစရာတိတ်ရှိတယ်ကျွန်တော်မြန်မာလိုပဲဆက်ပြောပါမယ်သူပဲကျေးဇူးတင်တယ်ဒီမှာရောက်ရှိလာတဲ့အခါမှာကျွန်တော်တို့အရောက်စီတိုင်းအထူးပဲစိတ်ချမ်းသာမိတယ်ခုနပြောခဲ့သလိုပေါ့နော်ကျွန်တော်မျိုးသမီးပြောခဲ့သလိုကိုမိမိရဲ့အိမ်မှာရောက်လာသလိုခံစားမိပျော်ရွှင်မိတယ်အဲ့လိုမျိုးပျော်ရွှင်အောင်ဖန်တီးပေးကြတဲ့ညီကောင်မောင်နှမများရောက်စီတိုင်းကိုလည်းကျေးဇူးတင်တယ်ပြီးတော့မနေ့ကဒီကျွန်တော်တို့ပုံတော့နှစ်ယောက်ကဒီလိုမျိုးကိုဝိုင်းပြီးတော့အဲ့လိုဆော့ပြီးတော့ပေါ့နော်အဲ့လိုဆော့ပြီးတဲ့အခါမှာကျွန်တော်အရောက်စီတိုင်းပျော်နေကြတာတွေ့ရတယ်အဲ့ဒီအတွက်ကြောင့်အဲ့လိုဥဆောင်ပြီးတဲ့ပုံတော့လူကိုလည်းအထူးပဲကျေးဇူးတင်တယ်ဘုရားခင်ဆက်လက်ပြီးကောင်းချီးပေးပါစေနောက်တစ်ခုကကျွန်တော်တို့ဒီမှာဥဆောင်တဲ့သူတွေကိုလည်းကျွန်တော်သဘောကျတယ်အဆန်းဆိုလို့ရှိရင်သူ့ကိုကြည့်ရင်ကျွန်တော်ကကလေးလေးလိုပဲမြင်တယ်ဒါပေမဲ့အချိန်မှရပ်ပြီးစကားပြောလိုက်ရင်တော်ရင်းချက်တဲ့သူစကားပြောတယ်တအားကိုရင်းချက်ပြီးမှလေတအားတော်တဲ့မိန်းကလေးကြောင့်ဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အကြောင်းအဆန်းကိုလည်းပြန်ရှင်ဆက်လက်ပြီးကောင်းချီးပေးပါစေအဲ့တော့ကျွန်တော်တခါတော့ကခရိယန်လူတယောက်နဲ့ခရိယန်ဝက်ဝန်တယောက်ရှိတယ်အဲ့ဒါနဲ့ခရိယန်ဝက်ဝန်ကလည်းဟိုပါပေါ့အဲ့ဒီလူခရိယန်ကိုတွားဖမ်းမိတဲ့အခါမှာသူကစားဖို့လုပ်တဲ့အခါကျတော့အဲ့ဒီခရိယန်လူကဆုတောင်းတယ်တဲ့ဘုရားခင်ကိုအဖဘုရားဒီဝက်ကိုခရိယန်ဖြစ်ခိုင်းပါဆိုမှသူကဆုတောင်းအဲ့ဒီတစ်ချိန်မှာပဲအဲ့ဒီခရိယန်ဝက်ကလည်းဘယ်လိုဆုတောင်းတယ်ဆိုအဖဘုရားယေရှုတင်တယ်ကျွန်တော်တို့ဒီအစာကိုပြီးတဲ့အတွက်ယေရှုတင်တယ်ဆိုမှဆုတောင်းပြီးမှလူကိုအဲ့လိုမျိုးလုပ်တယ်ဆိုမှကျွန်တော်ဟာတာအခုလေးဖမ်းမိတဲ့အတွက်ကြောင့်အဲ့ဒါကိုကျွန်တော်ပြောပြခြင်းဖြစ်တယ်ဒီနေ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုခဏလေးစက္ကပ်ပါမယ်အဖဘုရားကိုရဲ့ယေရှုတော်ချီးမွမ်းတယ်ဒီမှာရှိတဲ့ကိုရဲ့သားသမီးအရောက်စီတိုင်းနဲ့ဒီကဲလို့နှုတ်ကပတ်တော်အဖြစ်ဝင်ငါခွာပေးရတဲ့အခွင့်ကိုတော်ပြင်ဆင်ပေးတဲ့အတွက်ယေရှုတင်တယ်ကိုတော်ဖျားရဲ့နာမတော်ကြီးဘုန်းကြီးပါစေတော့ယနေ့ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်အဖြစ်အရောက်စီတိုင်းကိုစကားပြောတော်မူပါအရောက်စီတိုင်းကိုနားလည်နိုင်တော့ဉာဏ်ကိုပေးသနာတော်မူပါတန်ရှင်တော်ဝိညာဉ်တော်ဘုရားဒီအရောက်စီတိုင်းကိုဖွင့်ပြတော်မူပါယေရှုတင်တယ်အကျွန်ုပ်ဒီဘာမှမတတ်ပါလို့တော့လေကိုရရဲ့ဝိညာဉ်တော်ဘုရားတွန်းလောင်းတဲ့တောက်ကိုအတုံးပြုတော်မူပါယေရှုဘုံတော်ကောင်းချီးမွမ်းတဲ့ယေရှုနာမ၌ကောင်းလျှောက်ပါရပါဗျာအာမင်ဒီနေ့ကျွန်တော်ဝင်ငါမဲ့ဒီနှုတ်ကပတ်တော်အပြင်အရောက်စီတိုင်းပေါ်မှာဖျက်ရှင်ကောင်းချီးတက်ရောက်ပါစေဒီနေ့ကျွန်တော်ဝင်ငါခြင်းတဲ့အကြောင်းအရာကတော့ဘုရားခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းဆိုပြီးတော့မှကျွန်တော်ဝင်ငါခြင်းပါတယ်ရှင်မတေခရစ်ဝင်ခန်းကြီး6နဲ့33မတေခန်းကြီး6နဲ့33ဖြစ်ပါတယ်ဒီဆိုရင်ကျွန်တော်ဖတ်ပါမယ်ဘုရားခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဦးစွာရှာကြတော့နောက်မှထိုအရာများကိုထပ်၍ပြီးတော်မူတံဆိုတော့ဘုရားခင်ကကျွန်တော်ယုံကြည်သူအထက်ကမှာဦးစားပေးရှာခြင်းတဲ့အရာရှိတယ်အရောက်စီတိုင်းကိုဦးစားပေးရှာခြင်းတဲ့အရာရှိဆိုတော့ဒီမှာကျွန်တော်တို့ဖတ်တော်တဲ့အထဲမှာပြောထားတယ်လေဘုရားသခင်ဤနိုင်ငံတော်ဘုရားခင်ရဲ့နိုင်ငံတော်ဆိုတာကဘာလဲဆိုရင်ဘုရားခင်အုပ်စိုးတဲ့နေရာဖြစ်တယ်
ဘုရားခင်လွန်မိုးတဲ့နေဘုရားခင်အုပ်ဆိုးတဲ့နေဆိုဥပမာဒီဒိမတ်နိုင်ငံဆိုလို့ရှိရင်ဒိမတ်တွေအုပ်ဆိုးတယ်တော့ဒိမတ် authority ကလွန်မိုးတာဆိုဘုရားခင်ရဲ့နိုင်ငံတော်လို့ပြောတဲ့အခါမှာဘုရားရဲ့လွန်မိုးခြင်းဘုရားရဲ့အုပ်ဆိုးခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့အရောက်စီတိုင်းကိုဘုရားခင်ကဘယ်မှာရှိနေစေခြင်းလဲဆိုရင်ဘုရားရဲ့အုပ်ဆိုးခြင်းအောက်မှာရှိနေစေခြင်းဘုရားခင်ရဲ့လွန်မိုးမှုအောက်မှာအရောက်စီတိုင်းကိုရှိနေစေခြင်းအာဒနဲ့အေဝါအပြစ်ထဲမှာကြောက်ရောက်သွားတဲ့နောက်ပိုင်းမှာဒီကဘာကြီးကဘုသူရဲ့အုပ်စိုးမှုအောက်မှာရောက်သွားတယ်ဒီကဘာကြီးကစာတန်ရဲ့အုပ်စိုးမှုအောက်မှာလုံးဝရောက်သွားတယ်စာတန်ရဲ့လွန်မှုအုပ်စိုးမှုအောက်မှာလုံးဝရောက်သွားပြီးတော့မှတကဘာလုံးအမောင်ထူးကျသွားတယ်အဲ့မှာကျွန်တော်တို့ဒီကဘာဦးကျန်ခန်းကြီး6မှာဘယ်လိုရေးထားတယ်လဲဆိုလို့ရှိရင်ဘယ်လိုမျိုးနဲ့စာတန်ရဲ့လက်ထဲမှာကဘာကြီးကကြောက်ရောက်သွားတဲ့နောက်မှာစာတန်ရဲ့လွန်မှုစာတန်ရဲ့အုပ်စိုးမှုထဲမှာကြောက်ရောက်သွားတဲ့နောက်မှာဒီကဘာကြီးအခြေအနေကဘယ်လိုဖြစ်သွားတယ်လဲဆိုလို့ရှိရင်ကဘာဦးကျန်ခန်းကြီး6အနေ7မှာတွေ့ရလိမ့်မယ်ထွားကမြေကြီးဒီဖယားတခင်ရှေ့မှာပုတ်ဆက်လက်ရှိ၏မြေကြီးဒီအတ္တမအမှုနဲ့ပြည့်စုံနေ၏ဘုရားသခင်ကိုမြေကြီးကိုကြည့်ရှုသောအခါပုတ်ဆက်လက်ရှိသည်ကိုမြင်တော်မူ၏အကြောင်းမူကားမြေကြီးပေါ်မှာလူအပေါင်းတို့သည်ပေါက်ပြန်ခြင်းတို့ရောက်ကြဆိုတော့အာဒနဲ့အေဝါအပြစ်ထဲမှာကြားရောက်သွားတဲ့အချိန်ကနေစပြီးမှကဘာကြီးကစာတန်ရဲ့အုပ်စိုးမှုစာတန်ရဲ့လွန်မိုးမှုအောက်မှာရောက်ရှိသွားပြီးပုတ်ဆက်သွားတယ်ဘုရားခင်ရှင်းမှာယောရှာဝယ်ဖြစ်သွားပုတ်ဆက်သွားဆိုတော့ဒီကဘာလုံးမှာစာတန်ရဲ့လွန်မိုးမှုစာတန်ရဲ့အုပ်ချုပ်မှုအာဏာအောက်မှာရောက်ရှိသွားတယ်ဆိုတော့စာတန်ရဲ့အုပ်စိုးမှုအောက်မှာစာတန်ရဲ့လွန်မိုးမှုအောက်မှာလူတွေကအလူလဲခံနေရတယ်တော့စာတန်ရဲ့လွန်မိုးမှုအောက်လို့ပြောတဲ့အခါမှာတနည်းအားဖြင့်ဘာပြောရမလဲဆိုလို့ရှိရင်အပြစ်ရဲ့လွန်မိုးမှုအောက်မှာလူတွေကအလူလဲခံရတယ်ဆိုတော့အဲ့လိုစာတန်ရဲ့လွန်မိုးမှုအောက်မှာစာတန်ရဲ့နိုင်ငံထဲမှာလူတွေကအလူလဲခံရတဲ့အတွက်ကြောင့်ယေရှုခရစ်တော်လောကကိုကြွလာတာဖြစ်တယ်ဟာလေလုယာစာတန်ရဲ့လက်အောက်မှာစာတန်ရဲ့နိုင်ငံထဲမှာစာတန်ရဲ့လွန်မိုးမှုထဲမှာနော်ရောက်ရှိနေကြတဲ့သူ့ရဲ့သားသမီးတွေပြန်လဲသူ့နိုင်ငံတော်ထဲမှာတွေးဖို့ရန်အတွက်ယေရှုခရစ်တော်လောကကိုရောက်ရှိလာဖြစ်တယ်။ယေရှုခရစ်တော်လောကကိုမွေးလာတာကအချီးနှီးမဟုတ်ဘူး။စာတန်ရဲ့နိုင်ငံတော်ထဲနဲ့ဘုရားသခင်နိုင်ငံတော်ထဲမှာသူ့ရဲ့သားသမီးတွေကိုတဖန်ဆောင်ယူဖို့ဖြစ်တယ်။အဲ့တော့ယေရှုခရစ်တော်လောကမှာကြွလာခြင်းကဘုရားသခင်ရဲ့နိုင်ငံတော်တည်ထောင်ဖို့ဖြစ်တယ်။ဒီလောကမှာဘုရားသခင်ရဲ့နိုင်ငံတော်တည်ထောင်ဖို့ဖြစ်တယ်အဲကြောင့်ယေရှုခရစ်တော်ပြောတဲ့အထဲမှာဗာပြောတာလေခုနမှတ်တယ်မှာနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုဥစွာရှာဒီလိုယေရှုခရစ်တော်နိုင်ငံတော်နဲ့ပတ်သက်ပြီးဘယ်လိုပြန်ပြောတယ်လဲဆိုလို့ရှိရင်ကောင်းကင်နိုင်ငံတော်ဟာဘုရားခင်ရဲ့နိုင်ငံတော်ဟာနော်မုံညင်းစိတ်နဲ့တူတယ်ဆိုတော့အဲ့ဒီမုံညင်းစိတ်ကစိုက်လိုက်တဲ့အခါမှာသူကအစိတ်ကတိတိလေးပဲဒါပေမဲ့ဆက်လိုက်တဲ့ကောင်ကပြင်ကြည့်သွားပြီးတော့မှနဲ့တိမ်နာတဲ့နားထက်တဲ့အရွယ်ထိတောင်ပဲကြီးထွားလာပြောချင်တာယေရှုခရစ်တော်လောကမှာဆင်းလာတဲ့အခါမှာယေရှုခရစ်တော်ကစာတန်အောက်ဆိုတဲ့နိုင်ငံမှာသူကြွဆင်းလာတယ်အဲ့တော့အဲ့ဒီစာတန်အောက်ဆိုနေတဲ့နိုင်ငံမှာသူ့နိုင်ငံကိုသူတည်ထောင်လိုက်တာဖြစ်တယ်ဒါပေမဲ့သူ့နိုင်ငံကိုသူချက်ချင်းတည်ထောင်လို့မရဘူးတော့မျိုးစိချလိုက်တာဖြစ်တယ်ဟာလေလုယာသူလောကမှာလည်းစာတန်နိုင်ငံမှာဖယားခင်ရဲ့နိုင်ငံကိုသူမျိုးစိချခဲ့တယ်အဲ့တော့သူကမျိုးစိချခဲ့တယ်သူ့တပည့်တော်တွေအပေါ်မှာသူမျိုးစိချခဲ့တယ်ဒါပေမဲ့အဲ့ဒီနိုင်ငံတော်လုံးဝပြည့်စုံတဲ့နိုင်ငံတော်ကြီးဖြစ်သွားအောင်ဘုရားလက်ထဲမှာဘုရားခင်ကပေးခဲ့တယ်လေပြည့်စုံတဲ့ဘုရားသခင်နိုင်ငံတော်ဒီလောကမှာတည်ထောင်ပြည့်စုံတဲ့ဘုရားသခင်နိုင်ငံတော်ဒီလောကမှာပေါ်ပေါက်လာအောင်ဘုရားသခင်ကဘုသူ့လက်ထဲမှာပေးခဲ့တယ်
သူ့ရဲ့တပည့်တော်လက်ထက်မှာပြီးခဲ့တယ်ပြီးရင်ကျွန်တော်တို့ယုံကြည်သူအယောက်စီတိုင်းရဲ့လက်ထက်မှာပြီးခဲ့တာဖြစ်တယ်ဟာလေလုယာအဲ့တော့ကျွန်တော်တို့ကဘုရားသခင်ရဲ့နိုင်ငံတော်ကျယ်ပြန့်ဖို့ရန်အတွက်သူ့ရဲ့နိုင်ငံတော်သူ့ရဲ့ပြည်စုံတဲ့နိုင်ငံတော်ပေါ်ပေါက်ဖို့ရန်အတွက်တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်ဖို့ရန်ခေါ်ချင်းခံရတဲ့သူတွေဖြစ်တယ်အဲ့တော့ဘုရားယေရှုခရစ်တော်ကပြောတော့ဗောနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုရှေးဥစွာရှာပါပြောချင်တာကဖခင်ရဲ့နိုင်ငံတော်ဖခင်ရဲ့အုပ်စိုးမှုဖခင်ရဲ့အုပ်ချုပ်မှုအောက်မှာလာကြပါအရင်ဆုံးလာကြပါနော်လောကီသားတွေကစာတန်ရဲ့နိုင်ငံထဲမှာနေပြီးမှအသက်ရှင်နေကြတယ်စာတန်ရဲ့အုပ်ချုပ်မှုအောက်မှာနေပြီးတော့အသက်ရှင်နေကြတယ်စာတန်ရဲ့အုပ်ချုပ်မှုအောက်မှာအလူလဲခံနေရတယ်အဲ့ဒါကြောင့်အဲ့ဒီစာတန်ရဲ့အုပ်ချုပ်မှုကနေဖယားသခင်အုပ်ချုပ်တဲ့ဒီနိုင်ငံထဲမှာဝင်လာကြပါဆိုမှဖိတ်ခေါ်နေခြင်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်လူတွေကခေါ်ရင်လည်းမသိဘူးဖယားရဲ့နိုင်ငံတော်မှာလာဖို့ခေါ်တယ်ဒါပေမဲ့အဲ့ဒီစာတန်ရဲ့နိုင်ငံမှာဆက်နေမြဲပဲဖယားရဲ့နိုင်ငံတော်မှာခေါ်ဖို့ရန်ခေါ်ခြင်းခံရတယ်ခဏခံရတယ်ဒါပေမဲ့အဲ့ဒီစာတန်ရဲ့နိုင်ငံကိုမစွန့်နိုင်ဘူးအဲ့ဒီမှာဆက်သွားနေတယ်အဲ့ဒီအမောင်ထဲမှာဆက်ပြီးတော့အသက်ရှင်နေတယ်ဒါကြောင့်ယေရှုခရစ်တော်ပြောတာကနိုင်ငံတော်ကိုဦးစားပေးဖို့ဦးစားရှာဖို့ပြောတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်လူတွေကဘာဖြစ်တယ်လဲဆိုလို့ရှိရင်အဲ့ဒီနိုင်ငံတော်ကိုဦးစားရှာရမယ့်အစားတခြားအရာကိုဦးစားရှာတတ်တယ်တော့ဘုရားခင်ဖြစ်စေချင်တာကဖယားကိုဦးစားရှာဖို့ရန်ဖြစ်စေချင်တာဖြစ်တယ်။ဖယားကိုကျွန်တော်တို့လုပ်တဲ့နေရာတိုင်းမှာဦးထိပ်ထားတတ်ဖို့ဘုရားခင်လိုလို့ရှိတယ်။ကျွန်တော်ဘဝတစ်လျှောက်လုံးမှာကျွန်တော်လှုပ်ဆောင်တဲ့အမှုမှန်တွေများအားလုံးမှာသူ့ကိုဦးထိပ်ထားသူ့ကိုဦးစားပေးတတ်တဲ့အတ္တတာရှိလို့ဘုရားခင်လိုလို့ရှိပါတယ်။ဒါပေမဲ့ကျွန်တော်အတ္တတာမှာတစ်ခါတလေပါဖြစ်တယ်လဲဆိုလို့ရှိရင်ဘုရားကိုဦးစားမပေးဘူး။ကျွန်တော်တို့လုပ်ချင်တဲ့အရာဦးစားပေးတာရှိတယ်တချို့တွေဆိုအမျိုးသမီးတွေဆိုဘုရားခင်ကိုအရင်ဦးစားမပေးဘူးသူတို့ဘဝမှာလိုအပ်နေတဲ့ကျင့်ရဖက်ကိုရွေးချယ်တဲ့အခါမှာလည်းဘုရားကိုဦးစားမပေးဘူးသူတို့ရှောက်ရှာတယ်သူတို့ဇာတိဘောနဲ့နော်သူတို့အမျိုးသားသူတို့ကျင့်ရဖက်ကိုလိုက်ရှာအဲ့လိုလိုက်ရှာတဲ့အခါမှာဘုရားခင်အလိုတော်မရှိတဲ့သူနဲ့တွားများတာဖြစ်တယ်အဲ့တော့ဘုရားခင်အလိုတော်ရှိတာပါလေသူ့ကိုဦးစားပေးစေချင်တယ်ကျွန်တော်ဘဝတက်တာမှာလူတိုင်းကတော့အဖို့မွန်ဘဝအဖို့မွန်ဆိုတာလိုအပ်တယ်ဒါပေမဲ့အဲ့လိုလိုအပ်တဲ့ထဲမှာအဲ့ဒီအရာကိုရှာဖို့ရန်အတွက်ဘု து ကိုအရင်ဆုံးပြောပြရမယ်ဖယားခင်ကိုဦးစားပေးပြီးတော့သူ့ကိုအရင်ဆုံးပြောပြရမှာဖြစ်တယ်ကျွန်တော်ဒါလိုတယ်ဖယားပိတနာသူ့ကိုဦးစားပေးပြီးတော့သူနဲ့အရင်တိုင်ပင်လိုက်တဲ့အခါမှာကျွန်တော်လိုတဲ့အရာကိုဘုရားခင်ပေးမှဖြစ်တယ်နောက်ပြီးတော့တစ်ခါတလေကျွန်တော်အသက်တာမှာကျွန်တော်လည်းတစ်ခါတလေပြစ်တတ်တယ်နေ့စဉ်ကျွန်တော်အသက်ရှင်တဲ့အသက်တာမှာတစ်ခါတလေဘုရားကိုဦးစားမပေးဘဲနဲ့မနဲ့စောကြီးကျွန်တော်ထလာတဲ့အခါမှာကျွန်တော်လုပ်ချင်ရကောက်လုပ်သွားတယ်ဘုရားကိုဦးစားမပေးဘူးအချိန်မပေးဘူးအဲ့လိုလုပ်တဲ့အခါမှာကျွန်တော်အသက်ရှင်တဲ့တရက်တာလုံးဟာကျွန်တော်တို့ပျော်ရွှင်ခြင်းငြိမ်သက်ခြင်းသိမရှိဘူးဒါပေမဲ့ကျွန်တော်အဲ့ရကနေနိုးထားလာတယ်နိုးထားပြီးမှအရင်ဆုံးဘုရားကိုဦးစားပေးပြီးမှဘုရားနဲ့မိုက်တာထွက်လိုက်တဲ့အခါမှာဘုရားရဲ့မျက်မှောက်တော်ဟာတရက်လုံးကျွန်တော်အသက်ရှင်ခြင်းထဲမှာဘုရားရဲ့မျက်မှောက်တော်ပါလာပါတယ်အဲ့လိုပါလာတဲ့အခါမှာကျွန်တော်ကဘုရားရဲ့မျက်မှောက်တော်နဲ့သူတွားနေတဲ့အတွက်ကြောင့်ဘုရားဘုန်းတော်ထင်ရှားမှုရှိတယ်ဟာလေလုယာဒါကြောင့်နေ့ရက်စဉ်တိုင်းကျွန်တော်အသက်ရှင်တဲ့အခါမှာဘုရားမျက်မှောက်တော်နဲ့တွားလာတယ်နေ့တနေ့ကိုကျွန်တော်အစပြုလိုက်တာနဲ့ဘုရားကိုဦးစားပေးပါဘုရားကိုဦးစားပေးမှဘုရားနဲ့တွားလာပါတနေ့တာလုံးဟာတင့်အတွက်ကောင်းကြီးမင်္ဂလာနဲ့ပြည့်နေတဲ့နေ့ဖြစ်ပါလိမ့်မယ်နောက်တစ်ခါတလေကျွန်တော်အသက်တာမှာကျွန်တော်အသင်းတော်တွေမှာလည်းခါတလေနော်ဘုရားကိုဦးစားပေးရမှာတဲ့ကျွန်တော်တစ်ခါတလေဆရာတွေကိုဦးစားပေးတာရှိတယ်ဆရာဆွဲတွေပေါ့နော်ကျွန်တော်အတင်းတော်မှာဆိုရင်လည်းအရင်တော့ဆရာ
ယေရှုဆရာတယောက်ရှိတယ်စာခီယူဆိုသူကတရားသားဟောတတ်တယ်ပြီးရင်ပြောလဲကောင်းတယ်သူဟောတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသင်းကိုတင်တာအိမ်မှမကြံရောက်လာဖျားချောင်းကလေးလေးတောင်မှရောက်လာဆိုတော့တရားဟောကောင်းတာဟုတ်ဆိုတော့သူတရားဟောကောင်းလို့ဖျားချောင်းလာကြတာဖျားမျက်နှာနဲ့လာကြတာမဟုတ်ဘူးဆိုတော့ပြောချင်တာတစ်ခါတည်းအသင်းတော်မှာလည်းအဲ့လိုဖြစ်တတ်တယ်ဦးစားပေးရမှာဖျားဦးစားပေးရနော်ကျွန်တော်လူကိုဦးစားပေးဖို့မဟုတ်ဘဲနဲ့ဖျားကိုဦးစားပေးရမှာဖြစ်တယ်ဆိုတော့ဘုရားကိုဦးစားပေးဖို့ရဘုရားသခင်အလိုတော်ရှိတယ်ကျွန်တော်တို့ဆောင်နေရတိုင်းမှာဘုရားသခင်ကိုဦးစားပေးဖို့ရဘုရားသခင်အလိုတော်ရှိတယ်အကြောင်းချက်တော်ညီကောင်မတော်တို့ဘုရားသခင်ရဲ့နိုင်ငံတော်လို့ပြောတဲ့အခါမှာဘုရားသခင်လွန်မှုပြီးဘုရားသခင်ကိုကူးကွယ်တဲ့နိုင်ငံဖြစ်တယ်ဘုရားခင်နိုင်ငံဆိုလို့ရှိရင်ဘုရားခင်ကိုကူးကွယ်တဲ့နိုင်ငံဖြစ်တယ်ဒါပေမဲ့ယနေ့ကျွန်တော်တို့ခရစ်ယာန်တွေကကိုးကွယ်မှုတအားများနေတယ်။ဘုရားကိုကိုးကွယ်မဲ့အစားတခြားကိုးကွယ်စရာတွေကျွန်တော်တို့မှာရှိတယ်။ဆိုတော့လူပုံနိုင်တဲ့အရာကလူရဲ့ပါလေ။လူရဲ့ဘုရားလေ။ကျွန်တော်အသက်တာမှာဘာကကျွန်တော်တို့ကိုနိုင်တယ်လဲ။တင့်ကိုနိုင်တဲ့အရာကတင့်ရဲ့ဘုရားပေါ့။ဒါပေမဲ့ဘုရားပြည့်စုံချင်တာကသူ့ရဲ့နိုင်ငံတော်မှာနေပြီးမှသူ့ကိုပဲဝတ်ပြုစေခြင်း။ဒါပေမဲ့ကျွန်တော်တို့ကတခြားဖျားကျွန်တော်တို့ကိုနိုင်တဲ့ကျွန်တော်တို့ကိုနိုင်တဲ့အဲ့ဒီဖျားအတွင်းသားမှာကျွန်တော်တို့ကိုအုပ်စိုးနိုင်တဲ့အဲ့ဒီဖျားကိုကျွန်တော်တို့ပဲ။ဥပမာကျွန်တော်တို့ကဒီအရက်တောက်ခြင်းအရက်တောက်တဲ့အခါမှာအဲ့ဒီအရက်ကကျွန်တော်တို့ကိုဆွဲလန်းစေတယ်ဆိုလို့ရှိရင်အဲ့ဒီရက်မတောက်ရရင်မနေနိုင်ဘူး။ကျွန်တော်ဆွဲလန်းလာတဲ့အခါမှာအဲ့ဒီရက်ကကျွန်တော်တို့ဖျားဖြစ်သွားတယ်။အဲ့ဒီရက်ကကျွန်တော်တို့ဖျားဖြစ်သွားတယ်။တချို့တွေဆိုဂိမ်းမဆွဲရမနေနိုင်ဘူး။ကဲဖျားကိုချီးမွမ်းခြင်းကိုးကွယ်ခြင်းဖျားနှုတ်ကပတ်တော်နားထောင်ခြင်းမှာကျွန်တော်အချိန်မပေးနိုင်ဘူး။အဲ့ဒီအပြတ်မခံနိုင်ဘူး။တို့တော့လဲဂိမ်းဆော့ရင်အဲ့ဒီအပြတ်ခံနိုင်တယ်။ဆိုတော့အဲ့ဒီဂိမ်းမှာကျွန်တော်ဘဝမှာဖျားဖြစ်သွားတယ်။ဘုရားခင်ပြည့်စုံချင်တာကသူ့ရဲ့နိုင်ငံတော်ထဲမှာနေပြီးမှသူ့ကိုဦးစားပေးစေချင်တယ်ပြီးရင်သူ့ကိုယ်ပဲကိုယ်ွယ်စေချင်တယ်ဘုရားဖြစ်တယ်ဒါကြောင့်ယနေ့ကျွန်တော်စဉ်းစားရအောင်ဘုရားခင်ကိုကိုယ်ွယ်တော်တာသမီးများယနေ့ဘယ်အရာတွေကိုကျွန်တော်တို့ဦးစားပေးကြမှာလဲဘယ်အရာကိုဦးစားပေးရွေးချယ်မှာလဲအာဒနဲ့အေဝါကိုဘုရားခင်ကပြေဝဆုံးနိုင်တဲ့အတ္တတာဖန်ဆင်းပြီးတော့မှအေဒင်ဥယျာဉ်မှာထားခဲ့တာဖြစ်တယ်။ဒါပေမဲ့အပြစ်ဝင်လာတဲ့အခါမှာအဲ့ဒီအရာအားလုံးကပျောက်ဆုံးသွားခဲ့တယ်။ဘုရားကမလုပ်နဲ့ဆိုတဲ့အရာကိုသူတို့ကလုပ်တယ်။နာခံမှုမရှိတဲ့အခါမှာအပြစ်တရားဝင်လာတဲ့အခါမှာပြီးပြည့်စုံတဲ့ဘဝအတ္တတာသူတို့ဆုံးရှုံးတယ်။ဆိုတော့ဒီနှုတ်ကပတ်တော်မှာကျွန်တော်ပြောလို့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရွှေဥစွာရှာပါဖြောင့်မတ်ခြင်းတရားတော်ဆိုတာကဖြောင့်မတ်ခြင်းလို့ပြောတဲ့အခါမှာဘုရားသခင်ရဲ့တန့်ရှင်းခြင်းကိုပြောတာဖြစ်တယ်ဖြောင့်မတ်ခြင်းကိုကျွန်တော်တို့ဘယ်ကနေရနိုင်တယ်လဲအာဗြဟံရဲ့ယုံကြည်ခြင်းကိုဘုရားသခင်ကဘာတတ်မှပေးလဲဖြောင့်မတ်ခြင်းလို့တတ်မှပေးတာဖြစ်တယ်ဆိုတော့ဒီဖြောင့်မတ်ခြင်းဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကိုယုံကြည်ခြင်းအပြင်ကျွန်တော်ရရှိနိုင်တယ်ဆိုတော့ဒီဖြောင့်မတ်ခြင်းကဘုရားသခင်ရှင်ကနေလာတဲ့ဖြောင့်မတ်ခြင်းဖြစ်တယ်သူ့ကိုယုံကြည်ခြင်းဖြင့်ရရှိတဲ့ဖြောင့်မတ်ခြင်းဖြစ်တယ်ဒါပေမဲ့ဖြောင့်မတ်ခြင်းတရားတော်ဆိုပြီးမှနောက်ဆက်တွဲမှာရှိတာတွေ့ရတယ်ဖြောင့်မတ်ခြင်းတရားတော်ပြောချင်တာကတန့်ရှင်းတဲ့တရားတော်တန့်ရှင်းတဲ့တမန်တရားကိုပြောခြင်းဖြစ်တယ်တော့ဖြောင့်မတ်ခြင်းကိုပေးတဲ့တရားတော်ကိုဥဆောင်ရှာရမယ်ဟာလေလုယာဖြောင့်မတ်ခြင်းကိုပေးတဲ့တရားတော်ကဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာပါတဲ့အရာအားလုံးဟာဘုရားသခင်ရဲ့နှုတ်ကပတ်တော်တုံတင်ချက်အားလုံးဟာဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းတရားတော်ဖြစ်တယ်ဆိုတော့အဲ့ဒီတရားတော်ကိုရွှေဘူးစွာကျွန်တော်တို့အသက်တာမှာရှာတတ်ရပါမယ်အဲ့ဒါကြောင့်ကျွန်တော်တို့အသက်တာမှာတစ်ခါတလေကျွန်တော်တို့ဘာသာ
တရားကိုဘာသာစီးမှတချို့တွေပြောကြကျွန်တော်တို့ဦးစားပေးရမယ်ဘုရားကိုဦးစားမပေးဘဲနဲ့ကျွန်တော်လူတစ်စုံတစ်ယောက်ကိုဦးစားပေးတဲ့ခါမှာကျွန်တော်ဘုရားပြောက်သွားတယ်ဘုရားရဲ့အုပ်စိုးမှုထဲကနေကျွန်တော်တို့ဗာလဲအမတ်တမဲ့ထွက်သွားတတ်တယ်ဆိုတော့ဘုရားရဲ့အုပ်စိုးမှုမှာကျွန်တော်အသက်ရှင်ပြီးမှကျွန်တော်လှုပ်ဆောင်တဲ့ခါမှာကျွန်တော်တို့အတွက်ဘုရားဖြည့်ရှင်းပေးမှာဖြစ်တယ်တခါတလေတခါတော့ဆရာဒေးဗစ်လာပြောတာတခုကြောင်းတယ်ချင်း community မှာသူကတရားဟောခွင့်ရတော့ချင်းတွေကိုပြောတာနေတော့တဲ့ဒီနိုင်ငံမှာပို့တော့ချင်းနိုင်ငံတည်ထောင်ဖို့ဘုရားပို့တော်မူဆိုပြီးမှသူပြောတယ်ဒီနိုင်ငံမှာနေလို့ပို့တော့ဘုရားနိုင်ငံတည်ထောင်ဖို့ရပဲနေလို့ပို့တယ်ဘုရားကိုဦးစားပေးရှာပါဘုရားအတွက်ဦးစားပေးလုပ်ပါမင်းတို့လူမျိုးအတွက်ဘုရားတခင်ဖြည့်ရှင်းပေးလိမ့်မယ်မင်းတို့လူမျိုးကိုဘုရားတခင်ဂရုစိုက်ပေးလိမ့်မယ်မင်းတို့လူမျိုးရဲ့လိုအပ်ချက်အားလုံးကိုဘုရားခင်ကပဲတာဝန်ယူဖြည့်ရှင်းပေးမယ်ဆိုမှသူဝင်လာတယ်။အဲ့ဒါလိုပဲချစ်တော်ညီကိုပါတော့မှာလို့ဘုရားရဲ့နိုင်ငံတော်ကိုကျွန်တော်ဥစွာရှာရအောင်ဘုရားရဲ့တမန်တရားဥစွာရှာရအောင်ကျွန်တော်လူမျိုးတွေအတွက်ဘုရားခင်ကဖြည့်ရှင်းပေးမှာဖြစ်တယ်။ဟာလေလုယာ။ကျွန်တော်လူမျိုးတွေအတွက်သူကဂရုစိုက်ပေးပါမယ်။ကျွန်တော်လူမျိုးတွေအတွက်တာဝန်ကိုဘုရားခင်ကယူပေးမှာဖြစ်တယ်။ကျွန်တော်သူတို့အတွက်ကျွန်တော်ဦးစားပေးဦးတော့သူတို့အတွက်ဦးစားပေးတာဝန်ယူနေစံလို့ဘုရားသခင်ရဲ့နိုင်ငံတော်ကိုဥစွာရှင်ဘုရားသခင်ရဲ့လွန်မှုအောက်မှာဥစွာအသက်ရှင်ပါဘုရားသခင်ရဲ့အုပ်ချုပ်မှုအောက်မှာကျွန်တော်ဥစွာအသက်ရှင်ပါကျွန်တော်တို့လူမျိုးတွေဘုရားခင်တာဝန်ယူပေးပါလိမ့်မယ်အဲကြောင့်ဘုရားခင်ရဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုကျွန်တော်ရွှေ့မှုစွာရှာတဲ့အခါမှာနောက်မှထိုအရာများကိုထပ်၍ပေးတော်မူလက်တံနောက်မှထိုအရာများကိုထပ်၍ပေးမယ်နောက်မှလို့ပြောတာဖြစ်တယ်နောက်မှဆိုတာကဘာလဲအရင်ဆုံးကျွန်တော်အသက်တာမှာဘုရားရဲ့လွန်မှုခံရမယ်ဘုရားရဲ့အုပ်စိုးမှုအောက်မှာကျွန်တော်အသက်ရှင်မယ်ဘုရားရဲ့တမန်တရားသူ့ရဲ့ဖြောင့်မတ်ခြင်းတရားကိုကျွန်တော်အသက်တာမှာပြည့်ဝလာတဲ့အခါမှာပြည့်ဝလာတဲ့နောက်မှာတဲ့ကျွန်တော်လိုအပ်တဲ့အရာအားလုံးကိုဘုရားကောင်းချီးပေးလိမ့်မယ်ဟာလေလုယာဆိုကျွန်တော်လိုအပ်တဲ့အရာကဘာလဲပြန်ကြည့်အောင်ကျွန်တော်လိုအပ်တဲ့အရာကျွန်တော်အသက်တာမှာအလိုအပ်ဆုံးအရာပါလေ sorry ကျမ်းမာခြင်းအေးပေါ့ကျွန်တော်ဘဝမှာအလိုအပ်ဆုံးအရာပါလေလို့မေးတဲ့အခါမှာမကျမ်းမာတဲ့လူကတော့ဟာကျမ်းမာခြင်းမှာဖြစ်မှာပဲဆိုတော့ကျောင်းသားတွေကိုပြန်မေးရင်လည်းကျွန်တော်ဘဝမှာအလိုအပ်ဆုံးပါလေဆိုကျွန်တော်ကစာမွေးအောင်ခြင်းတယ်ဉာဏ်ပညာလိုအပ်တယ်ပြောမှာပေါ့ဟုတ်တယ်မလားဆိုအင်ဂျင်နီယာလည်းကျွန်တော်ဘဝမှာလိုအပ်ဆုံးတော့architecture music မှာတော့ကျွန်တော်ဘဝမှာအလိုအပ်ဆုံးတော့တခြင်းတစ်ပုဒ်ကောင်းကောင်းရေးနိုင်ဖို့ popular ဖြစ်ဖို့နော်သူတို့အဲ့လိုပြောမှာပေါ့ဒါပေမဲ့ကျွန်တော်တို့လိုအပ်တဲ့အရာကဘယ်မှာတွေ့ရတယ်ဆိုဘုရားခင်ကအာဒံနဲ့ဧဝကိုဖန်ဆင်းတဲ့အခါမှာအေဒီယိုညမှာဖန်ဆင်းတဲ့အခါဘုရားခင်ကဤပြည့်စုံတဲ့အတ္တတာကိုပေးခဲ့တယ်ဒါပေမဲ့အပြစ်တရားဝင်လာတဲ့အခါမှာတဲ့အဲ့ဒီပြီးပြည့်စုံတဲ့အတ္တတာကကွယ်ပြောက်သွားတယ်ဆိုတော့အဲ့ဒီကွယ်ပြောက်သွားတဲ့အရာကိုကျွန်တော်တို့ကလိုအပ်နေတာဖြစ်တယ်အာဒံနဲ့ဧဝကအေဒီဥယျာဉ်မှာဆုံးရှုံးခဲ့တဲ့အရာကိုကျွန်တော်တို့ပြန်လိုအပ်နေတာဖြစ်တယ်ဟာလေလုယာအာဒံနဲ့ဧဝအေဒီဥယျာဉ်မှာဆုံးရှုံးခဲ့တဲ့ထိုအရာတွေကိုဖျားခင်ပေးဖို့ရတယ်အလိုရှိတယ်အရောက်စီတိုင်းပြောချင်တာကဘုရားရဲ့နိုင်ငံတော်မှာကျွန်တော်တို့အသက်ရှင်မယ်ဘုရားရဲ့အုပ်ချုပ်မှုအောက်မှာကျွန်တော်အသက်ရှင်မယ်သူ့ရဲ့တမန်တရားသူ့ရဲ့ဖြောင့်မတ်ခြင်းထဲမှာကျွန်တော်အသက်ရှင်တဲ့အခါမှာထိုအရာကိုဘုရားခင်ကပေးမှဖြစ်တယ်ထိုအရာဆိုတာကပြီးပြည့်စုံတဲ့ဘဝကိုဘုရားပြောခြင်းဖြစ်ပါတယ်အေဒင်ဥယျာဉ်မှာအပြစ်မဝင်ခင်ဘုရားခင်သူတို့ကိုအာဒံနဲ့ဧဝကိုပေးခဲ့တဲ့ပြီးပြည့်စုံတဲ့အတ္တတာကိုပြောခြင်းဖြစ်တယ်အဲ့ဒါထိုအရာဖြစ်တယ်ကျွန်တော်ပျောက်ဆုံးနေတဲ့အရာထိုအရာဖြစ်တယ်ထိုအရာကဘယ်မှာပဲကျွန်တော်တို့ရနိုင်မလဲအဲ့ဒီပြီးပြည့်စုံတဲ့အတ္တတာထိုအရာကျွန်တော်တို့ဘယ်ထဲမှာပဲကျွန်တော်ရနိုင်မလဲဖခင်ရဲ့နိုင်ငံတော်ထဲမှာပဲကျွန်တော်ရနိုင်တာပေါ့ဖခင်ရဲ့အုပ်ချုပ်မှုဖခင်ရဲ့လွန်မှုအထဲမှာအသက်ရှင်မှသာလေ
ထိုအရာဆိုတဲ့ပြည့်စုံတဲ့အတ္တကိုကျွန်တော်ရနိုင်မှာပေါ့စာတန်ရဲ့အုပ်ချုပ်မှုအောက်မှာထိုအရာပြည့်စုံတဲ့အတ္တမရှိဘူးစာတန်ရဲ့အုပ်ချုပ်မှုလွန်မှုအောက်မှာအသက်ရှင်မယ်ဆိုလို့ရှိရင်အဲ့ဒီပြည့်စုံတဲ့အတ္တမရှိပါဘူးဆိုတော့ထိုအရာများကိုပြန်ရဖို့ရအတွက်ကျွန်တော်တို့ကဘုရားရဲ့နိုင်ငံတော်ထဲမှာဝင်လာရပါမယ်ဘုရားရဲ့နိုင်ငံတော်ထဲမှာဝင်လာရမယ်ဘုရားရဲ့ဖြောင့်မတ်ခြင်းထဲမှာကျွန်တော်တို့လမ်းဝင်လာရမယ်အဲ့လိုဝင်လာတဲ့အခါမှာဘုရားရဲ့နိုင်ငံတော်ထဲမှာကျွန်တော်ရက်လိုက်ပြီးဘုရားရဲ့နိုင်ငံတော်ဘုရားရဲ့အုပ်ချုပ်မှုသူ့ရဲ့ဘုရားရဲ့အုပ်ချုပ်မှု boundary ထဲမှာကျွန်တော်ဝင်လိုက်ပြီးဆိုတာ ਨੇ ပြီးပြည့်စုံတဲ့အတ္တကအလိုလိုနဲ့အဲ့ဒီလူပေါ်မှာတက်ရောက်တယ်အဲ့ကြောင့်ဒီနေ့ခုနကျွန်တော်တို့ကဘာလို့ကျမ်းခန်းကြီး6ထဲမှာကျွန်တော်ဖတ်သွားတဲ့အတိုင်းကဘာကြီးကပုတ်ဆက်လက်ရှိတယ်။ဘာဖြစ်လို့လဲစာတန်ရဲ့လွန်မှုအုပ်ချုပ်မှုအောက်မှာရှိနေတဲ့အတွက်ကြောင့်သူကပုတ်ဆက်တယ်။ပုတ်ဆက်မှယုံစရာကောင်းတယ်။ဆိုအဲ့လိုမျိုးပုတ်ဆက်လက်ယုံစရာကောင်းနေတဲ့အဲ့ဒီကဘာကြီးကိုအတိတ်တဖန်ဖန်ဆင်းပေးနိုင်တာကဘုရားရဲ့နိုင်ငံတော်ပဲဖြစ်တယ်။အဲကြောင့်ယေရှုခရစ်တော်ကကျွန်တော်တို့သူ့ရဲ့တပည့်တော်တွေကိုဆုတောင်းတင်ပြတဲ့အခါမှာနိုင်ငံတော်တည်ထောင်ပါစေတော့ဆိုတဲ့စကားပါပါတယ်။အဲကြောင့်ပြီးပြည့်စုံတဲ့အတ္တကျွန်တော်ရရှိဖို့ရအတွက်ဘုရားရဲ့နိုင်ငံတော်ထဲမှာကျွန်တော်အသက်ရှင်ဖို့အရေးကြီးတယ်။အဲကြောင့်ကျွန်တော်အတ္တမှာကျွန်တော်စမ်းစစ်ရအောင်ကျွန်တော်တို့လိုအပ်နေတာပါလေ။ကျွန်တော်တို့ပြောက်နေတာပါလေ။ဟုတ်လားကျွန်တော်အတ္တမှာပျောက်ဆုံးနေနေတာပါလေထိုအရာဆိုတော့ကျွန်တော်အတ္တမှာပျောက်ဆုံးနေတဲ့ထိုအရာတွေကိုပြောတာဖြစ်တယ်ဆိုတော့ပျောက်တဲ့လူကတော့မိမိပါပျောက်နေတယ်လဲဆိုတော့သိရမှာပေါ့ဟုတ်လို့မလားကျွန်တော်ပါပျောက်နေတယ်ခင်ဗျာအတ္တမှာပါပျောက်ဆုံးနေတယ်လေဆိုတော့မိမိကိုသိရမှာအတချို့တွေကမိမိကိုပါပျောက်နေမှန်းတော့မသိဘူးဟုတ်လားဟေလာဝါလာနဲ့လောကမှာအသက်ရှင်ဟုတ်လားဟေလာဝါလာနဲ့အသက်ရှင်မှလောကမှာအသက်ရှင်တဲ့အခါမှာနေချင်လို့နေပြောချင်လို့ပြောကဲချင်လို့ကဲသူတို့ဘာပြောက်နေလဲဆိုတာမသိဘူးသူတို့ဘာပြောက်နေလဲဆိုတာသူတို့မှမသိတဲ့အခါသူတို့နေချင်လို့နေတယ်ဆိုတော့သူတို့ရုပ်တရက်ဆုံးသွားတဲ့အခါသူတို့ဘယ်ကိုသွားမလဲဆိုတဲ့အဖြေသူတို့မှမရှိဘူးလောကမှာလို့ပျော်ပါနေတဲ့လူတွေကိုကျွန်တော်မေးကြည့်ပါခင်ဗျားတည်ဘယ်ကိုသွားမလဲအဲ့လိုမေးအဖြေမရှိဘူးကျွန်တော်တို့လူကသူ့အတူဖြစ်လာတာပဲလေဘုရားပန်စင်းလို့မဟုတ်တာဘုရားနဲ့တွေကလို့ပြောတယ်သူ့အတူဖြစ်လာတာကိုယ်စားနေတာအလိုလိုပြီးနဲ့ပြန်တဲ့ငါမသိဘူး။လက်ပြန်ဘာဖြစ်လာမလဲငါမသိဘူး။လက်ပြန်တင်းအထက်တာဘာဖြစ်လာမလဲငါမသိဘူး။ငါသိတာကအလုံးလုံးပဲစားမယ်တောက်မယ်ပြောမယ်ပါမယ်ဒါပဲသိ။အဲ့လိုပြောလို့။ဒါပေမဲ့မိမိကိုယ်ကိုဘာပြောင်းနေတယ်လဲဆိုတဲ့အရာကိုသိတဲ့လူပါလေ။ဘုရားခင်ကိုရှာတတ်တယ်။ကျွန်တော်တတ်တာမှလည်းကျွန်တော်အရောက်စီတိုင်းသိတယ်။ကျွန်တော်ဘာပြောင်းနေတယ်လဲဆိုတော့ကျွန်တော်မိမိကိုယ်ကိုသိဖို့လိုအပ်ပါတယ်အဲ့လိုသိတဲ့လူကဘုရားသခင်ကိုရှာတတ်တယ်ဒီကဘာကြီးဟာဘုရားသခင်ကိုစလာတာဖြစ်တယ်ဘုရားသခင်ကအစပြုတဲ့ဘုရားဖြစ်တယ်ဒီကဘာကြီးကိုသူဖန်ဆင်းခဲ့တယ်တို့အားလုံးကိုလည်းဘုရားသခင်ဖန်ဆင်းခဲ့တာပဲသူဖန်ဆင်းခဲ့တဲ့အတွက်ကြောင့်တို့အသက်ရှင်နေတာဖြစ်တယ်ဆိုတော့သူဖန်ဆင်းချက်ပဲကျွန်တော်အသက်ရှင်တာဖြစ်တဲ့အတွက်ကြောင့်တကယ်ကြရင်သူစီပြန်ဖို့အရေးကြီးတယ်သူဖန်ဆင်းထားတဲ့သားသမီးသူစီကိုမပြန်ဘယ်ကိုပြန်မလဲတရားကျန်ဘုရားခင်စီကိုပဲကျွန်တော်ပြန်ရမှာကျွန်တော်တို့အနေနဲ့တခါတလေပျောက်တော့တားလို့မျိုးပျောက်တော့တိုးလို့မျိုးလမ်းလွဲပြီးတော့ကျွန်တော်ရှောက်သွားနေအောင်ရှောက်သွားနေလိမ့်မယ်ဒါပေမဲ့အချိန်တိုင်းရင်ပြန်လာပါအချိန်တိုင်းရင်ကျွန်တော်ကိုဖန်ဆင်းတဲ့ဘုရားသခင်စီပြန်လာတော့ဘုရားသခင်က always welcome လုပ်တဲ့ဘုရားဖြစ်တယ်ကိုယ့်ရဲ့ဖခင်စိတ်ရှိမှပြန်လာပါဆိုတော့ဖခင်စိတ်ရှိမှပြန်လာတဲ့အခါမှာဖခင်စိတ်ရဲ့မေတ္တာကိုအပြည့်အဝပြန်လဲခံစားရမှာဖြစ်တယ်
အဲ့ဒါကြောင့်ချစ်တော်ညီကောင်မတို့ကျွန်တော်တို့မှာဘာတွေလိုအပ်နေလဲဘာတွေပျောက်နေလဲဆိုတော့ကိုကျွန်တော်တို့တည်တဲ့အခါမှာပြန်လာဖို့အရေးကြီးပါလေ။ဒါကြောင့်ကျွန်တော်တို့လိုအပ်နေတဲ့အရာဟာအေဒီဥယျာဉ်မှာပျောက်ဆုံးခဲ့တဲ့အရာတွေဖြစ်တယ်။အဲ့ဒီအရာကိုပြန်လဲအားလုံး restore လုပ်ပြီးဖို့ပြန်လဲကျွန်တော်တို့အရောက်စီတိုင်းကိုအဲ့ဒီပြေဝဆုံးနေတဲ့အတ္တတာကိုပြန်ပေးဖို့ယေရှုခရစ်တော်လောကမှာကြွလာပြီ။ပြေဝဆုံးနေတဲ့ချမ်းသာတဲ့အတ္တတာကျွန်တော်အရောက်စီတိုင်းခံစားဖို့ရတဲ့ဒီနေ့လောကမှာယေရှုကြွလာတာဖြစ်တယ်။အဲ့ဒီအရာကိုသူပေးဖို့ရဒီနေ့ယေရှုကြွလာတာဖြစ်တယ်။ဆိုတော့ထိုအရာဆိုတာကထိုအရာနံပါတ်1ထိုအရာကိုကျွန်တော်ကြည့်အောင်။နံပါတ်1ထိုအရာကကယ်တင်ခြင်းဖြစ်တယ်။ကယ်တင်ခြင်းပေးဖို့သူကြွလာတာဖြစ်တယ်။ကယ်တင်ခြင်းပေးဖို့သူကြွလာတာဖြစ်တယ်။လူတိုင်းကကယ်တင်ခြင်းလိုအပ်တယ်။အဲ့ဒီကယ်တင်ခြင်းကိုသူပေးဖို့ကြွလာတာဖြစ်တယ်။နံပါတ်2ကခွင့်လွှတ်ခြင်းလူတိုင်းကိုခွင့်လွှတ်ခြင်းပေးဖို့သူကြွလာတာဖြစ်တယ်။လူတိုင်းကခွင့်လွှတ်ခြင်းလိုအပ်တယ်။ကလေးလေးတွေလည်းလိုအပ်တယ်၊လူကြီးတွေလည်းလိုအပ်တယ်၊ကျွန်တော်လည်းလိုအပ်တယ်။ခွင့်လွှတ်ခြင်းကျွန်တော်နေ့တိုင်းလိုအပ်တာ။မှဆိုလို့ရှိရင်ဘာလို့ဆိုတော့ကျွန်တော်မပြည့်စုံဘူးလေ။တခါတလေစဉ်းစားနေဘုရားတောင်းမစဉ်းစားနေကွာ။ဆိုမှတွားနေတယ်ကားစီးတွားနေတယ်ခဏနေဟိုမှာဟို refugee bus ကားပေါ်မှာစီးတွားရင်းနဲ့နမဲကောင်တကောင်ကကျွန်တော်တိုက်လိုက်တော့ကျွန်တော်ဟိုဘက်ထဲမှာတွန့်တော့မလို့ဖြစ်သွားတော့အမှဒေါသထွက်သွားမအော်လိုက်တာတော့မအော်လိုက်တာပဲဒါပေမဲ့စိတ်ထဲကနေဒီလူတော်ဒေါကံပါဆိုတော့အဲ့လိုဒေါကံနဲ့နော်စိတ်ထဲကနေဒေါကံမိတဲ့အတွက်လည်းတောင်းပန်ရတယ်ခွလို့ချင်းလိုအပ်တော့လူတိုင်းကနေ့တိုင်းခွလို့ချင်းလိုအပ်အမေအဲ့ဒီခွလို့ချင်းကိုယေရှုခရစ်တော်ပေးဖို့ကြွလာတယ်လူတိုင်းကမိမိရဲ့အပြစ်ကိုသိပြီးမှတောင်းပန်တဲ့အခါမှာယေရှုခရစ်တော်ကခွင့်လို့ပေးတာဖြစ်တယ်နောက်ပြီးတော့ကျွန်တော်လိုအပ်တာပါလေကျမ်းမာခြင်းနဲ့ဖြစ်ပါတယ်ခုနအချံပြောသလိုနော်ဒီအာဒနဲ့အေဝအေဒီဝိမှာနေတဲ့အခါမှာမဖျားဘူးတော့တို့အပြစ်ထဲမှာတို့မကြောက်ရခင်ပါဖျားတယ်ဆိုတာမရှိလောကမှာတော့မဟုတ်ဘူးဖျားတယ်ဆိုတာလုံးဝမရှိဘူးပျော်ရွှင်နေတာဖျားရဲ့လွားမှုဖျားနိုင်ငံထဲမှာဖျားရဲ့အုပ်ချုပ်မှုအောက်မှာပျော်ရွှင်နေတယ်ညစ်တက်ခြင်းနဲ့ပြည့်ရှိတယ်အဲ့တော့အဲ့ဒီဆုံးရှုံးသွားတဲ့အဲ့ဒီကျမ်းမာခြင်းကိုပြန်လဲပေးဖို့ရကြွလာတယ်ဆိုကျွန်တော်တို့လိုအပ်တဲ့အရာကအဲ့ဒီအရာဖြစ်တယ်တဲ့ထိုအရာကိုကျမ်းမာခြင်းဆိုတဲ့ထိုအရာကိုဘုရားသခင်ကပြန်လဲပေးဖို့ဖြစ်တယ်နောက်တစ်ချက်ကကျွန်တော်အတ္တမှာကျွယ်ဝတဲ့အတ္တကိုလည်းဘုရားရှင်ပေးဖို့ဖြစ်တယ်ကျွယ်ဝတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီဂုံစည်းစိမ်ကျွယ်ဝခြင်းတစ်ခုပဲအဲ့ဒီတစ်ခုကိုပဲကျွယ်ဝခြင်းမခေါ်ပါဘူးကျွန်တော်တို့ငယ်တော့ဆိုလို့ရှိရင်စပိန်နဲ့စပိန်နဲ့ပဲတွားတယ်ဒီဂျီနာမှာအဲ့လိုစပိန်နဲ့ပဲတွားတဲ့အခါကျတော့သူများကားစီးတော့ကျွန်တော်မြင်တဲ့အခါမှာလေဟိုသူတို့ကဒါအဆင်ပြေနေမှာပဲဒီလူတွေကတော့မိကြီးပေါ်မှာတော့မှလမ်းလျှောက်ဆံမလို့ဘူးတခါတည်းနဲ့အိမ်ထဲနေထွက်တာနဲ့ဝင်းနေတခါတည်းရောက်တယ်အဲ့လိုကျွန်တော်အဲ့လိုထင်ခဲ့မိတယ်ဒါပေမဲ့ဒီပြန်လဲစဉ်းစားတဲ့အခါမှာလေဘုရားခင်ကအဲ့ဒီစပိန်စီးနေလေဘုရားခင်ရဲ့ကြွယ်ဝခြင်းအတ္တတာကိုကျွန်တော်ခံစားနေရဖြစ်တယ်သူ့ရဲ့ကြွယ်ဝခြင်းကိုကျွန်တော်အဲ့ဒီစပိန်စီးနေတော့လေကျွန်တော်ခံစားနေရတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်စပိန်စီးတဲ့အခါမှာတဲ့ကျွန်တော်အတွက်ကျမ်းမာရေးကောင်းစီတယ်လေခန္ဓာကိုယ်လည်းပတ်ဖို့ကောင်းစီတယ်ဒါပေမဲ့ဟိုကားနဲ့တွားတဲ့လူတွေကြတော့လေဘလောက်ပဲချမ်းသာသူတို့ကကျမ်းမာခြင်းရှိချင်မှရှိမှာဆိုတော့ကျွန်တော်ကစပိန်စီးသွားတဲ့အခါမှာကျွန်တော်ခန္ဓာအတွက်လိုအပ်တဲ့ exercise ကရှိပြီးသားဖြစ်သွားတဲ့အခါကျွန်တော်ကျမ်းမာဆိုတော့အဲ့လိုစဉ်းစားတဲ့အခါမှာကျွန်တော်မှကြွယ်ဝတဲ့အတ္တပြည့်စုံနေတယ်စင်းရဲတွေပြည့်စေကြွယ်ဝတဲ့အတ္တပြည့်စုံပြီးတော့အဲ့ဒီတော့ကကျွန်တော်တို့အတ္တမှာမပြည့်စုံတော့လဲကျွန်တော်တို့အိပ်ဝဝအိပ်ခဲ့ဘူးတယ်အိပ်ပြီဆိုည6နာရီအိပ်ဆိုမနေ့ဗာလဲ9နာရီ6နာရီလောက်မှမြင်တာ
လုံးဝအေးပြတ်တယ်ဆိုရှိဒါပေမဲ့တစ်ဖက်မှာပြန်စဉ်းစားရင်လေအဲ့ဒီငွေကြီးချမ်းသာတဲ့လူတွေမအိပ်နိုင်ကြဘူးသူတို့မအိပ်နိုင်ကြဘူးစိုးရိမ်တွေကတနေ့ပါဖြစ်လာမယ်တနေ့ပါဖြစ်လာမယ်စိုးရိမ်ရအခုနောက်ဆုံးတိတ်ပံပညာရှင်တွေလည်းစိုးရိမ်ရတယ်တနေ့ကဘာကြီးပါဖြစ်လာစိုးရိမ်ပြီးတော့ဟိုလကဘာလို့ဘာလို့မှသွားပြီးအိမ်ဝယ်ဆောက်တာပြောချင်တာကသူတို့ရဲ့ကြွယ်ဝမှုသူတို့ရဲ့ဉာဏ်ပညာကသူတို့ကိုတကယ်စစ်မှန်တဲ့ကြွယ်ဝခြင်းကိုပေးနိုင်ပါဘုရားသခင်တပါးတည်းတာလည်းကျွန်တော်တို့စစ်မှန်တဲ့ကြွယ်ဝခြင်းကိုပေးပါတယ်အကြောင်းစစ်မှန်တဲ့ကြွယ်ဝခြင်းကိုပေးတဲ့ဘုရားသခင်ကိုကျွန်တော်အသက်တာထဲမှာရရှိဖို့ဖြစ်တယ်အဲ့တော့နောက်ဆုံးတစ်ချက်ကျွန်တော်ပြန်ကြည့်မလဲထိုအရာများကိုရဖို့ရအတွက်ဘုရားသခင်ကကျွန်တော်တို့အတွက်ဘာလုပ်ပေးခဲ့တယ်လဲသူ့ရဲ့တပါးတည်းတော်တားတော်ကိုကျွန်တော်တို့အတွက်ပေးခဲ့တယ်ပြီးရင်အဲ့ဒီသူ့ရဲ့တပါးတည်းတော်တားတော်ကိုကားတိုင်းပေါ်မှာကျွန်တော်တို့အတွက်အတိခံစီခဲ့တယ်သူ့ရဲ့ကားတိုင်းပေါ်မှာအတိခံခြင်းဟာကျွန်တော်အရောက်စီတိုင်းပဲအရေးကြီးတယ်သူကားတိုင်းပေါ်မှာအတိခံပေးတဲ့အရာကိုကျွန်တော်နှလုံးသားထဲကနေအကျွမ်းမဲ့ယုံကြည်ရပါမယ်ယုံကြည်ပြီးတော့သူ့ရဲ့အုပ်စိုးခြင်းကိုကျွန်တော်ဝန်ခံရပါမယ်။အဲကြောင့်ပြောချင်တာကဘုရားသခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းကိုဥစွာရှာပါ။သူ့ရဲ့နိုင်ငံတော်ထဲမှာအသက်ရှင်ပါ။သူ့ရဲ့ဖြောင့်မတ်ခြင်းထဲမှာကျွန်တော်အသက်ရှင်ပါ။ထိုအရာကိုဘုရားသခင်နောက်မှပေးမှဖြစ်တယ်။ထိုအရာအားလုံးကိုဘုရားသခင်ပေးမှဖြစ်တယ်။ပြည့်စုံတဲ့အသက်တာဖြစ်တယ်။ထိုအရာဆိုတော့ကျွန်တော်တို့ဘိုးဘီဖြစ်တဲ့အာဒံနဲ့ယေဝါဆုံးရှုံးခဲ့တဲ့ဧဒင်ဝိမှာဘုရားခင်ပေးထားတဲ့ကြွယ်ဝတဲ့အတ္တတာကိုပြောချင်တာဖြစ်တယ်။အဲ့ဒီကြွယ်ဝတဲ့အတ္တတာအားလုံးကိုဘုရားခင်ပြန်ပေးမှဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့လုပ်ရမယ့်တာဝန်ကပါလေ။ဘုရားခင်နိုင်ငံတော်ထဲမှာအသက်ရှင်ဖို့ဖြစ်တယ်။ဘုရားခင်အုပ်စိုးမှုအောက်မှာဝန်ခံဖို့ဖြစ်တယ်။ဘုရားခင်လွန်မှုအောက်မှာကျွန်တော်ဝန်ခံဖို့ဖြစ်တယ်။သူရဲ့ဖြောင့်မတ်ခြင်းကိုဆောင်ရွက်ဖို့ဖြစ်တယ်။အဲ့ဒါကြောင့်ဖြောင့်မတ်ခြင်းပါရမီကိုဆောင်ရွက်တော်သူတွေပါလေ။နိုင်ငံတော်ကိုအမွေခံရတာပြောချင်တယ်။သူရဲ့ဖြောင့်မတ်ခြင်းကိုကျွန်တော်တို့ဆောင်ရွက်ဖို့အရေးကြီးတယ်။ဆိုတော့သူရဲ့ဖြောင့်မတ်ခြင်းကိုဆောင်ရွက်ပြီးသူဖြောင့်မတ်ခြင်းနဲ့အသက်ရှင်တဲ့အခါမှာတဲ့ကျွန်တော်တို့လိုတဲ့အရာအားလုံးကိုနောက်မှာဘုရားခင်ချပေးမှာဖြစ်တယ်။ကျွန်တော်အသက်တာမှာဆုံးရှုံးမှုတွေဆက်တိုက်ကျွန်တော်အသက်တာမှာတွေ့ကြုံရတာကဘာကြောင့်လဲ။ဦးစားပေးမှလို့ဖြစ်ပါတယ်။ဦးစားပေးမှလို့ဖြစ်တယ်ဆိုတော့ဣသရေလလူမျိုးတွေဘာကြောင့်ဆုံးရှုံးရတယ်လဲဣသရေလလူမျိုးတွေဆုံးရှုံးခြင်းရဲ့အဓိကအချိန်ခံရင်းမြစ်ကိုကျွန်တော်သူတို့ရဲ့ history မှာလေ့လာကြည့်တယ်အဓိကဖယားကိုဦးစားမပေးဘဲနဲ့ဖယားနေရာမှာတခြားအရာကိုထားတဲ့အတွက်ကြောင့်ဖြစ်တယ်ဖယားနေရာမှာဖယားကိုဖယားနေရာမှာမထားဘူးတခြားရုပ်တုစင်တုဝင်လာအဲ့ဒီခါမှာသူတို့ဆုံးရှုံးလာတော့တာဒါဝိမင်းကြီးအုပ်စိုးတဲ့အချိန်မှာဖယားကိုတအားကိုးကွယ်တယ်တနိုင်ငံလုံးဖယားတပါးဒီလိုပဲသူတို့ကိုးကွယ်တယ်အဲ့ဒီမန်တော်ဖယားကိုသူတို့ကိုးကွယ်တယ်အဲ့လိုကိုးကွယ်တဲ့ခါမှာသူတို့မှာကြွယ်ဝခြင်းတွေရှိတယ်အောင်မြင်ခြင်းတွေရှိတယ်ဒါပေမဲ့ရှောလုံကိုဖြစ်ရောက်လာတဲ့ခါကျတော့သူကမိမအများကြီးယူတတ်တဲ့သူဖြစ်တယ်ချစ်တတ်တဲ့သူဖြစ်တော့အဲ့ဒီမိန်းမတွေယူဆောင်လာတဲ့တခြားကိုယ်ကွယ်မှုထဲမှာသူကပါသွားတာဆိုတော့ Egypt ဘုရင်ရဲ့သမီးကိုသူယူထားတော့အဲ့ဒီ Egypt ဘုရင်သမီးတော်ယူလာတဲ့အဲ့ဒီရုပ်တုကိုလည်းအဲ့ဒီဗိမာန်တော်ဘုရားခင်ရဲ့ဗိမာန်တော်မှာထားလိုက်တာဆိုတော့ပြေးပြေးနဲ့လူရဲ့စိတ်ကဘာဖြစ်သွားတယ်လဲအဲ့ဒီစစ်မှန်တဲ့ဘုရားခင်ကနေဟိုဘာမှမဟုတ်တဲ့ဘုရားရှိကိုရောက်သွားတာအဲ့ဒီလိုပဲဒီနေ့ဣသရေလအများကြီးသူတို့တက်ခံခဲ့ရတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ပြန်ကြည့်တဲ့အခါမှာစစ်မှန်တဲ့ဘုရားကိုသူတို့စစ်မှန်တဲ့ဘုရားရဲ့အုပ်စိုးမှုအောက်ကနေသူတို့ဒီလိုထွက်သွားတဲ့အတွေ့အကြုံဖြစ်တယ်စစ်မှန်တဲ့ဘုရားရဲ့အုပ်စိုးမှုအောက်မှာကျွန်တော်ထွက်သွားတဲ့အခါမှာအချင်းချင်းသူတို့ထဲမှာဘာဖြစ်လာလဲဆိုတော့လူမျိုးခွဲခြားတဲ့စိတ်ရှိလာဣသရေလဆိုဘယ်လောက်ထိဆိုးတယ်လဲဆို
ငါလူမျိုးမှငါလူမျိုးအဲ့ဒီစိတ်ရှိတာဣသရေလငါလူမျိုးမှငါလူမျိုးအဲ့ဒီစိတ်ရှိတယ်ဆိုလူမျိုးစိတ်ဒါပြင်းထန်တယ်ဆိုလူမျိုးစိတ်ဒါပြင်းထန်လာတဲ့အခါမှာတခါတလေကျွန်တော်ဘာဖြစ်တာတဖြည်းဖြည်းနဲ့အဲ့ဒီစစ်မှန်တဲ့ဘုရားတဖြည်းရှင်းနေကျွန်တော်တဖြည်းဖြည်းနဲ့ဝေတော့ဝေသွားတာဖြစ်တယ်အဲ့တော့ဘုရားကိုဦးစားပေးတဲ့အစားကျွန်တော်မိမိလူမျိုးကိုပိုပြီးမှဦးစားပေးလိုက်တဲ့အခါမှာစစ်မှန်တဲ့ဘုရားရဲ့အုပ်စိုးမှုအောက်ကနေတဖြည်းဖြည်းကျွန်တော်ထွက်သွားတတ်ပါတယ်အဲ့ကြောင့်ဣသရေလလူမျိုးတွေအများကြီးသူတို့တတ်ခံရတယ်လေကျွန်တော်ပြောချင်တာကကျွန်တော်အတ္တတာမှာစစ်မှန်တဲ့ဘုရားကိုပဲကိုးကွယ်တတ်ဖို့ရကျွန်တော်အတ္တတာမှာတင်ယူရစစ်မှန်တဲ့ဘုရားကိုးကွယ်ရအဲကြောင့်ဣသရေလလူမျိုးတွေလူမျိုးကျွန်တော်အတ္တတာမှာမဟုတ်ဘဲနဲ့စစ်မှန်တဲ့ဘုရားကိုပဲကျွန်တော်ကိုးကွယ်ရအောင်စစ်မှန်တဲ့ဘုရားကကျွန်တော်တို့ကိုအလွတ်ချင်းခွင့်ကိုပေးတဲ့ဘုရားဖြစ်တယ်အပြည့်ရဲ့ကြီးကြုံတဲ့နဲ့ကျွန်တော်လွတ်ချင်းခွင့်ကိုပေးနိုင်တဲ့ဘုရားဖြစ်တယ်ကျွန်တော်ခံစားနေရတဲ့ဒုက္ခတွေကနေကျွန်တော်ကယ်နှုတ်နိုင်တဲ့ဘုရားဖြစ်တယ်ကျွန်တော်မြေမုတ်တဲ့နေချီးမြှောက်နိုင်တဲ့ဘုရားဖြစ်တယ်အဲ့ဒီဘုရားတစ်ပါးတည်းတာလေကျွန်တော်အရောက်စီတိုင်းလိုအပ်ချက်ကိုတည်ပြီးမှပြန်လဲကျွေးဝတဲ့အတ္တတာကိုပေးနိုင်တဲ့ဘုရားဖြစ်တယ်အဲကြောင့်အဲ့ဒီဘုရားသခင်ကိုကျွန်တော်ဦးစားပေးပြီးတော့မှသူ့ကိုပဲကျွန်တော်ကိုးကွယ်ရအောင်သူ့ရဲ့အုပ်စိုးမှုမှာပဲကျွန်တော်အသက်ရှင်အောင်ဆိုဒီနေ့ကျွန်တော်လောကပတ်တော်မှာခွန်အားပေးလို့ဒီညပဲဖြစ်ပါတယ်အရောက်စီတိုင်းပေါ်မှာဘုရားသခင်ကောင်းချီးတက်ရောက်ပါစေ